ဟုတ်ကဲ့ကျွန်တော်အခုရှင်းပြပေးမှာတော့ကျွန်တော်တို့ဒီပင်မစာမျက်နှာအောက်ကเนาะပင်မစာမျက်နှာကတော့ရှင်းပြီးသွားပြီဆိုတော့ပင်မစာမျက်နှာအောက်ကကျွန်တော်အစီရင်ခံစာနဲ့ကျွန်တော်ရောင်းရဥယျာဉ်ဆိုတဲ့ဟာလေးနှစ်ခုကိုရှင်းပြပေးသွားမယ်เนาะအစီရင်ခံစာမှာတော့ကျွန်တော်တို့ဒီရောင်းရတဲ့ဟာတွေပေါ့เนาะရောင်းရတဲ့ဟာတွေမှာကျွန်တော်တို့ဒီမှာဘာရှိလဲဆိုတော့ဒါရောင်းရတဲ့ဟာရောင်းရတဲ့အမောင့်တွေပေါ့เนาะရောင်းရတဲ့အမောင့်တွေဖြစ်တယ်ပြီးရင် general expense ဆိုတာအထူးအသုံးစရိတ်တွေဖြစ်တယ်ပြီးရင် other income ဆိုတာကျွန်တော်တို့တခြားဝင်ငွေပေါ့เนาะအခြားကနေရရှိတဲ့ဝင်ငွေတွေလည်းထည့်ထားလို့ရတယ်ပေါ့เนาะအခြား other income ဆိုတာအဲ့ဒီဟာတွေအားလုံးကိုဒီတစ်ချိန်တစ်ခုတည်းနဲ့အကုန်တန်းရှာတာပေါ့เนาะဥပမာဒီမှာတပတ်စာကိုကျွန်တော်တို့ရှာလိုက်မယ်ဆိုရင်ဒါအထွေသုံးစိတ်က1500ကျတယ်တပတ်စာမှာကျွန်တော်တို့ရောင်းရတဲ့ဟာတိုတယ်အားလုံးပေါင်း28000ဘူးရောင်းရတယ်အမြက်ကအားလုံးပေါင်း3800ရှိတယ်ဒါအဲ့လိုမျိုးပေါ့နော်ဒါအဲ့လိုမျိုးအကုန်လုံးကိုတနေရာလေးပြပေးတယ်အာသာ income ကြတော့ဒီတပတ်အတွင်းမှာမရှိဘူးပေါ့နော်ဝင်ထားတာမရှိဘူးအဲ့လိုမျိုးပဲကျွန်တော်တို့တပတ်စာတစ်လစာတစ်နှစ်စာကိုကျွန်တော်တို့ဒီမှာလာပြီးတော့ရှာလို့ရတယ်နော်ဒါကတော့ကျွန်တော်စံနာနဲတော့ကြတော့ဒီဟာပဲပြနေတာပေါ့နော်ဒီမှာလာရှာလို့ရတယ်ဒီမှာလှုပ်လိုက်တာနဲ့တပတ်စာဆိုတပတ်စာမှာရှိတဲ့ဟာအကုန်လုံးကိုပြပေးတပတ်စာမှာရှိတဲ့အမြတ်တွေအသုံးစရိတ်တွေအခြားဝင်ငွေတွေdiscount တွေအတူတွေတွေပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုဒီကျွန်တော်တို့အစီရင်ခံစာဆိုတဲ့ဟာလေးမှာပြပေးတယ်ပေါ့နော်တကယ်လို့ तू ကဒီလိုမျိုးရှာထားတာမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ဝင်လိုက်တာနဲ့ तू က default က तू ကတရက်စာပဲ तू ကပြပေးတာ default တရက်စာပဲပြပေးတယ်နော်ဒါကျွန်တော်ရှာလိုက်လို့ तू ကတလားစာဖြစ်သွားတာပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီရောင်းရဥယေဆိုတာကလည်းရောင်းရဥယေဆိုတာလည်းဗါလဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်ရောင်းထားတဲ့အယောင်းစင်းရင်းမှာကျွန်တော်တို့အများကြီးရှိတယ်ဘောင်ချတစ်ခုချင်းဒီမှာကိုကာကိုလာတစ်ဘူးလည်းရှိတယ်နှစ်ဘူးလည်းရှိတယ်တစ်ခုချင်းဒီပေါ့နော်ဘောင်ချ9000မှာအားလုံးပေါင်း10ဘူးလည်းဖြစ်မယ်10ဘူးလည်းဖြစ်မယ်အဲ့ဒါတွေအားလုံးသူကပေါင်းပေးထားတာပေါ့နော်ဘောင်ချတွေအကုန်လုံးပေါင်းပြီးတော့ဒီနေ့တစ်ရက်လုံးပေါ့ဥပမာ2ရက်နေဆိုတော့ကျွန်တော်တို့ပုံစံတိုင်းပေါ့မရှာထားဘူးဆိုရင်တော့တစ်ရက်စာကိုဆိုပြတာပေါ့နော်ဒီနေ့တစ်ရက်လုံးပေါ့ဒီမှာတစ်ရက်စာပဲပြ2ရက်နေဆိုတော့ဒီတစ်ရက်လုံးမှာကိုကာကိုလာအားလုံးဘယ်နှဘူးရောင်းရလဲပေါ့နော်ဘောင်ချအားလုံးပေါင်းပေါ့လူတွေသူပေါင်းဝယ်သွားတဲ့သူတွေအားလုံးစုပြီးတော့သူကစတိုကနေဘယ်နှဘူးထွက်သွားလဲဆိုတာသူမှတ်ပေးထားတယ်မမဘယ်နှထုတ်ထွက်သွားလဲဆိုတာမှတ်ပေးထားတယ်အဲပိုင်းဘယ်နှခုထွက်သွားလဲဆိုတာသူမှတ်ပေးထားတယ်နော်ဒါကကြတော့အဲ့လိုမျိုးပေါ့မှတ်ပေးထားပြီးတော့သူကအဲ့ကိုကာကိုလာကနေပြီးတော့ပဲအမျက်တွေဒါ6ဘူးသူတစ်နေ့လုံးမှာသူစုပေါင်းပေါ့နော်ဝယ်ထားတဲ့သူတွေကအများကြီးဆိုတော့စုပေါင်း6ဘူးသူရောင်းလိုက်ရတယ်6ဘူးရဲ့အမျက်ငွေက1800ပေါ့နော်ကိုဘူးအမြတ်ငွေ1800ဆိုပြီးတော့သူကတခါလေအမြတ်ပါပြပေးတယ်မမဆိုလဲ3ခုရောင်းရတယ်သူ့ရဲ့အမြတ်က600ပိုင်းက2ခုရောင်းရတယ်သူ့အမြတ်က400သူကဒီလိုမျိုးပေါ့သူ့ရဲ့အမြတ်တွေပါတခါလေပေါင်းပေးထားတယ်ပေါင်းပေးထားပေးတာပေါ့နော်တကယ်လို့ဒီမှာဈေးနှုန်းမတူတဲ့အမြတ်မတူတဲ့ဟာတွေဆိုလဲသူကသူ့တွက်ချက်ပြီးတော့သူကအမြတ်ကိုအတိအကျသူကပေါင်းပေးမှဖြစ်တယ်ပေါင်းပေးမှဖြစ်တယ်ဆိုတော့အဲ့ဒါတော့ all ဆိုတော့အကုန်လုံးပေါ့နော်သူကကဏ္ဍပေါင်းဆိုအကုန်လုံးပေါ့တကယ်လို့ဒါဒီမှာထပ်ပြီးရှာလို့ရတယ်နော် drink တစ်ခုထဲမှာပဲ drink တစ်ခုထဲမှာပဲပေါ့ဒီ category တစ်ခုထဲမှာပဲဘယ်လောက်လဲဆိုတာလဲဒီမှာမြင်ရတယ်နော်အဲ့ဒါဆိုရင်ဒီမှာမြင်ရတယ်သူက profit အားလုံးပေါင်းနဲ့2200တဲ့ဒီ category တစ်ခုထဲမှာပဲအဲ့လိုကြည့်ချင်းအပြင်ကျွန်တော်တို့ဒီကဘယ်ကနေပြီးတော့ဘယ် category တွေကဘယ်လောက်ရောင်းရလဲပါလဲဆိုတာကျွန်တော်တို့ဒါကိုအလွယ်တကူကျွန်တော်တို့ရှာနိုင်တယ်ပေါ့နော်ရှာနိုင်မယ်တွေ့နိုင်မယ်အမျက်ကိုလည်းကြည့်နိုင်မယ်ပြီးရင်ကိုယ့်ရှီယာတစ်ရက်လုံးဘယ်ဟာတွေဘယ်နှဘူးရောင်းရလဲဆိုတာပါပေါင်းပေးထားရဖြစ်တဲ့အတွက်ဒါဒီနေရာလေးကရောင်းရဥယေဆိုတဲ့နေရာလေးကအဆင်ပြေမယ်ပြီးရင်သူဒီညာဘက်ထောင်မှာလည်းကျွန်တော်တို့ excel ပို့မြည်ဆိုတာလေးရှိတယ်နော်ဒါအကုန်လုံးပို့ခြင်းတယ်ဆို all နှိပ်ပြီး excel ပို့လိုက်ရင်ဒီအကုန်လုံးကိုexcel ရောက်သွားမယ်မဟုတ်ဘဲနဲ့တစ်ခုချင်းစီပို့ခြင်းတယ်ဆိုရင်လည်းじゃ drink ကိုနှိပ်ပြီးတော့ excel ပို့မယ်ဆိုတော့ဒီမှာဒီနှစ်ခုပဲပေါ့နော်ဒီမှာပေါ်နေတဲ့ဟာပဲသူကရောက်သွားမယ်ပြီးရင် date ကိုလည်းကိုကြိုက်နှစ်တက်ရကျွန်တော်တို့တစ်လစာတစ်နှစ်စာရွေးချယ်ပြီးတော့ကျွန်တော်တို့ဟိုလုပ်လို့ရတယ်နော်ဒါတော့2ရက်စာနေဆိုတော့9ဘူးဆိုတော့ကျွန်တော်တို့ဒီပါနော်အများကြီးရွေးလိုက်တဲ့အချိန်ကျရင်တော့သူကဆိုတော့9ဘူးမဟုတ်တော့ဘူးနော်အားလုံးပေါင်းသူပေါင်းလိုက်ပြီးဒီကျရင်မှာ14ဘူးဖြစ်သွားပြီနော်အမြတ်တွေကလည်းများသွားပြီဒီမှာအားလုံးပေါင်း3800ရှိတယ်ဒီမှာစုလိုက်ရင်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီအစီရင်ခံစာနဲ့ရောင်းရဥယေလေးကိုကျွန်တော်တို့ရှင်းပြပေးချင်တာဒီလောက်ပါပဲခင်ဗျာကျေးဇူးတင်ပါတယ်